အားလုံးပဲမင်္ဂလာပါရှင်ဆိုတော့သမီးကခုနေ့ကတော့ dinosaur ကို part 1ပြောပြပြီဆိုတော့ဒီနေ့ part 2မှာကကြတော့ပို့ပြီးစိတ်ဝင်စားဖို့ကောင်းတယ် dinosaur တွေဘာဖြစ်လို့မျိုးတုံးပြောက်ကွယ်ရလဲဆိုတာကိုသမီးကရှင်းပြပါပါမယ်ရှင်နားဆင်ကြကြပါဦးနော် Extinction After ruling Earth for more than 150 million years, dinosaurs suddenly became extinct about 65 million years ago. The extinction of dinosaurs was either a quick end or a gradual elimination. Scientists have studied fossils to find out the answers for this mass extinction of one of the most dominant animals on Earth. Geological studies of the Earth's rocks also propose various theories about dinosaur extinction. ဆိုတော့ဒီစာပိုင်းမှာဘာတွေပါလဲဆိုတော့သမီးကပြပြပါမယ်ရှင်ဆိုတော့အရင်ဆုံးသူတို့ပြောချင်တာက dinosaur တွေကတဲ့နှစ်ပေါင်း150သိန်းလောက်နှစ်သိန်း150လောက်ကိုတဲ့အုပ်ချုပ်ပြီးတဲ့အချိန်မှာတဲ့ကမ္ဘာနီမှာတဲ့ dinosaur တွေကအရင်65သိန်းခုနှစ်လောက်တုန်းကပျောက်ကွယ်သွားတယ်တဲ့dinosaur တွေပျောက်ကွယ်သွားတော့ scientist တွေကစဉ်းစားကြတယ်တဲ့ဒါကဘယ်လိုဖြစ်နိုင်လဲပေါ့နော်သူတို့တကောင်နဲ့တကောင်စားမိပြီးတော့ဖြစ်ကြတာလားဒါမှမဟုတ် reproduction တွေသူတို့တွေဘယ်လိုပြမလဲတယောက်နဲ့တယောက်ပေါ့နော်ဥတွေမဥလို့မရလို့ပေါ့နော်တဖေးဖေးနဲ့အကုန်လုံးကအကုန်ပျောက်ကွယ်သွားကြတာလားဆိုတော့ scientist တွေကစဉ်းစားတယ်တဲ့ပြီးတော့ရာသီဥတုကြောင့်လည်းဖြစ်နိုင်တာပဲတဲ့ဒါပေမဲ့အဓိကအချက်ကတော့ scientist တွေကအဲ့ဒီပျောက်ကွယ်သွားတဲ့ dinosaur တော်တော်များများရဲ့အယိုးအစစ်တွေပေါ့နော်အဲ့ဒါလေးကိုတဲတွေထဲမှာရှာပြီးတော့ဘာဖြစ်လို့ဒီလိုဖြစ်တာလဲဆိုတာကိုရှာတယ်တဲ့ဘာဖြစ်လို့လဲဆိုရင် dinosaur တွေကသမီးတို့အကောင်လုံးသိတဲ့အတိုင်းပေါ့နော်သမီးတို့ကအဲ့ဒီခေတ်မှာမမွေးတဲ့လူတွေရှိသေးပေမဲ့တအားကြောက်ဖို့ကောင်းတဲ့နာမည်ကြားရတာမှဆိုတော့ဒါကြောင့် dominant တအားဖြစ်တဲ့ study ဆန်တွေကဘာဖြစ်လို့ဒီတိုင်းပြောက်ကွယ်သွားရတာလဲဆိုတာကိုစဉ်းစားဆိုတော့3ခုရှိတယ် theory 3ခုပထမတစ်ခုက meteorite impact တဲ့ meteorite impact ဆိုတာကကြောက်တုံးနေသမီးတို့ရဲ့လကဘာတွေလာပြီးသမီးတို့ကဘာကိုထိခိုက်တာပေါ့အဲ့အကြောင်းလေးဖတ်ပြပါမယ်ရှင် Meteorite impact Most scientists agree that a massive meteorite of about 6 to 9 kilometers in diameter hit the Earth. The meteorite plummeting at 40.5 kilometers per hour created a massive hole in the atmosphere and exploded on impact. The impact was so great that it created a large crater almost 200 kilometers wide just off the coast of the Yucatan Peninsula. The explosion resulted in the shifting of the continents, dropping of sea levels, and eruption of volcanoes across the surface of the Earth. Dinosaurs died out around this time. ဆိုတော့သမီးက meteorite impact ပေါ့နော်လကဘာကြောက်တုံးနေလာနိုင်တဲ့ theory အကြောင်းပြပါမယ်ရှင်ဆိုတော့တော်တော်များများသိပ္ပံပညာရှင်တွေရတဲ့ဒီတအားအကြီးပေါ့နော်6မီတာကနေ9မီတာအထိရှိတယ်တဲ့ကြောက်တုံးလကဘာကြောက်တုံးရအဲ့ဒီ dinosaur တွေရှိနေတဲ့အချိန်မှာပေါ့နော်ကဘာကြီးကိုထိသွားတယ်လို့လေတဲ့သူတွေက agree လုပ်ကြတယ်တဲ့တိုင်ပင်ကြရပေါ့အဲ့ဒီတဲ့ကြောက်တုံးကြီးကကြတော့တဲ့ 40.5 ကီလိုမီတာတနာယူတဲ့သွားနိုင်တယ်တဲ့ဒါကြောင့်ကဘာကြီးကိုသမီးတို့ရဲ့ကဘာကြီးမှာမြန်ထိတယ်ပြီးတော့ပောက်ကွဲမှုတွေလည်းအများကြီးပဲဖြစ်တယ်တဲ့ဥပမာဆို atmosphere ဆိုတာကသမီးတို့ကဘာကြီးမှာ crust တို့ပါတော့အဲ့လို4 layer ရှိရလေအထက်4တက်အဲ့ဒီအထက်4တက်ကိုအကုန်လုံးဘေးနားကနေမှသမီးတို့ဘယ်လိုပြောရမလဲဒိုင်းတာလိုမျိုးပေါ့အပြာရောင်နေနဲ့ကာကွယ်ပေးထားတဲ့ဟာ atmosphere လို့ခေါ်တယ်။အဲ့ဒီ atmosphere ကိုထိသွားတဲ့အချိန်မှာအဲ့ဒီ atmosphere ကပေါက်ကွဲပြီးတော့အထဲမှာအကြီးပဲပေါ့နော်။ဘယ်လိုလဲအပေါက်ကြီးကျန်နေတယ်။အဲ့ဒီအပေါက်ကနေမှမီးတွေသို့မဟုတ်တစ်ခုခုကဖြစ်ပြီးတော့ dinosaur တွေကိုချက်ချင်းထိသွားတာပေါ့။အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်တဲ့။အဖြစ်လဲဆို volcano တွေလည်းပောက်ကွဲနိုင်တယ်မီးတောင်တွေပောက်ကွဲနိုင်တယ်တနေရာနဲ့တနေရာမှာအကုန်လုံးကြောက်တုံးတွေပြုတ်ကျနိုင်တယ် So did you have to cook mammal dominance? Another theory reveals that perhaps mammals competed with dinosaurs. The changing environment of Earth became difficult for the dinosaurs to adapt and survive, while the mammals and evolving group began to flourish.
ဆိုတော့ mammal dominance ဆိုတာကအဲ့ဒီအချိန်တုန်းကတချို့ mammal တွေရှိရပေါ့သူတို့ရဲ့ dinosaur ကမကြီးသေးပေမဲ့scientist တွေကပေါ့နော်တယောက်နဲ့တယောက်တကောင်နဲ့တကောင်တိုက်ခိုက်ကြလို့ဖြစ်နိုင်ကြီးရှိရလက်ချင်းချတယ်ဒါပေမဲ့အဲ့ဒါက100%မှာ40%လောက်ပဲအဖြစ်လဲဆိုဖြစ်နိုင်တဲ့တိတ်မရှိဘူးလေ dinosaur ရဲ့တအားကြီးရအောင် So now some to climate change. Another theory suggests that dinosaurs failed to adapt to rapid climate changes taking place on Earth at that time. တတိယတစ်ခုကတော့ဖြစ်နိုင်တဲ့အရှိဆုံးဟာပေါ့။ဘာလဲဆိုရင်သမီးတို့ရာသီဥတုတွေအဲ့ဒီချိန်တုန်းက change နေတအားဖြစ်လို့အခုလည်းအခု atmosphere ကတအားပူလာတယ် global warming တွေဖြစ်တယ်။ဒါကြောင့်အဲ့ဒီတုန်းကလည်းစဖြစ်လာလို့ဒါအခုဖြစ်နေတာ။ So အဲ့ဒီတုန်းကတအားပူလိုက်အေးလိုက်အေးတဲ့ညမှာတအားအေးပူတဲ့ညမှာတအားပူဆိုတော့ dinosaur တွေကသူတို့တွေ reproduce လုပ်လို့လည်းမရဘူး။ခလေးတွေလည်းမွေလို့မရဘူး။သူတို့လည်းသေးတယ်။ So that's all for today เนาะဒါဒီနေ့တက်ကတော့ဒီလောက်ပါပဲရှင် part 2ဆိုရင်တော့အကုန် dinosaur ကြောင့်ပြတာပြီးပါပြီနောက်နေ့ကျတမီ body system ကြောင့်ဒီလိုပဲ review လေးထပ်ပြောပေးပါမယ်တမီ video တွေကြည့်ပေးကြတဲ့လူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်လို့ thank you bye bye